နာရာကိုမနာအောင်မလုပ်ဆောင်နိုင်ဘူးအိုရာကိုမအိုအောင်မလုပ်ဆောင်နိုင်ဘူးသေရာကိုမသေအောင်မလုပ်ဆောင်နိုင်ဘူးပြုတ်ပြီးတော့ကံနဲ့ပြုတ်ပြီးကံဖြစ်မလာအောင်မလုပ်ဆောင်နိုင်ဘူးတဲ့ဖြစ်မလာအောင်မလုပ်ဆောင်နိုင်ဘူးပြုတ်ပြီးရင်ပြုတ်ပြီးတဲ့ကံအတိုင်းခံရမယ်တဲ့ဘောရမဒီလေးမျိုးကိုသူမလုပ်ဆောင်နိုင်ဘူးဟုတ်လားအိုခြင်းနာခြင်းသေခြင်းဟိုရာကိုမအောင်မလုပ်ဆောင်နိုင်ဘူးနာရာကိုမနာအောင်မလုပ်ဆောင်နိုင်ဘူးသေရာကိုမသေအောင်မလုပ်ဆောင်နိုင်ဘူးဒါကြောင့်ပြုတ်ပြီးတဲ့ကံမှာပြုတ်ထားတဲ့အတိုင်းနဲ့ခံရမယ်တဲ့ဖြစ်မလာအောင်မလုပ်ဆောင်နိုင်ဘူးဆိုပြီးတော့အင်္ဂုတ္တပါဠိတော်မှာဂေါရမဟောခဲ့တဲ့အရာရှိတယ်ဒါကြောင့်ဂေါရမကတမ္ပညုတဖယားဖြစ်မဖြစ်ဒါသတိပဲနော်ဟုတ်ပြီတမ္ပညုတဖယားဆိုတဲ့ပုဂ္ဂိုလ်ကပါဘယ်လိုလဲသိစရာမှန်သမျှတစ်ခုမှမကြံအောင်သိတဲ့ဖယားကိုအဲ့ဒါတမ္ပညုတဖယားကိုခေါ်တယ်နော်သိစရာမှန်သမျှတစ်ခုမှမကြံရဘူးဟာလောကမှာရှိသမျှတရားအလုံးကိုအကုန်သိတယ်နော်အဲ့ဒါတပ္ပညုတဘုရားလို့ခေါ်တာတပ္ပညုတဘုရားဆိုတာသိတရားမှန်တဲ့ညာအရာကိုမသိဘူးဆိုတာမရှိတရားကိုအားလုံးသိနေတယ်အားလုံးဖြစ်လာစေရမယ်ဒါတပ္ပညုတဘုရားဖြစ်ဒါကြောင့်မလို့ဟုတ်လားခေါင်းမှာမတတ်နိုင်တဲ့အရာ၄မျိုးရှိတယ်တဲ့ဒါကြောင့်ဒီ၄မျိုးကိုမတတ်နိုင်ဘူးဆိုရင်မသိဘူးဆိုတဲ့သဘောပဲနော်ဒီနာခြင်းတဲ့ဟာမနာတဲ့တရားရှိတယ်ဆိုတာ तू မသိဘူးပဲအိုခြင်းတဲ့ဟာမအိုတဲ့တရားရှိတယ်ဆိုတာ तू မသိဘူးနော်သိခြင်းတရားဟာမသိတဲ့တရား तू မသိဘူး तू မလောက်ဆောင်ပေးနိုင်ဘူးတဲ့ဒီအရာကို तू မလောက်ဆောင်ပေးနိုင်ဘူးမလောက်ဆောင်ပေးနိုင်ဘူးဆိုရင်တပ္ပညုတဘုရားဖြစ်လာဒါကဓမ္မမိတ်ဆွေများစဉ်းစားဆုံးဖြတ်ဖို့ဟုတ်ပြီဒါဆိုရင်ယေရှုဟာယောဟန်6:49မှာယေရှုကယောဟန်6:49မှာဘာပြောခဲ့လဲငါမှဆိုသည်ကားတဲ့ငါကိုယုံကြည်တော်သူသည်ထာဝရအသက်ကိုရပြီငါကိုယုံကြည်တော်သူသည်ထာဝရအသက်ကိုရတယ်ထာဝရအသက်ယေရှုကရှင်းရှင်းလေးပြောခဲ့တယ်ငါ့ကိုယုံကြည်တော်သူဟာတဲ့ထာဝရအသက်ကိုရတယ်ဟုတ်ပြီထာဝရအသက်ဆိုတာထာဝရဆိုတာကမပျက်စီးဘူးထာဝရဆိုတာကအစဉ်အမြဲတည်တဲ့အရာအသက်နော်ထာဝရအသက်ထာဝရအသက်ဆိုတာမသိနိုင်တော့ဘူးပျက်စီးခြင်းမရှိတော့ဘူးအိုရာကိုမအိုတော့ဘူးနာရာကိုမနာတော့ဘူးသေရာကိုမသေတော့ဘူးအဲ့ဒါထာဝရအသက်ဖြစ်တယ်အဲ့ဒါထာဝရအသက်ပဲဒါကြောင့်ယေရှုကသူ့ကိုယုံကြည်ရင်ထာဝရအသက်ကိုရမယ်အဲ့ဒီထာဝရအသက်ရပြီဆိုလို့ရှိရင်အိုခြင်းလည်းမအိုတော့ဘူးနာခြင်းလည်းမနာတော့ဘူးသေခြင်းလည်းမသေတော့ဘူးအိုခြင်းတရားမရှိနာခြင်းတရားမရှိသေခြင်းတရားမရှိတော့ဘူးဒါကြောင့်ဒါယေရှုကဂတိတော်ပေးခဲ့တာဂတိတော်အဲ့ဒီဂတိတော်ကဘယ်အချိန်မှာပြည့်စုံလာမလဲဆိုရင်ယေရှုဒုတိယအချိန်ပြန်ကြွလာတဲ့အချိန်မှာဒီဂတိတော်ကပြည့်စုံလာဂတိတော်ဒါဂတိတော်ပြထားတာ
တိတော်ပေးထားတယ်ဒါကြောင့်ယေရှုကအိုခြင်းနာခြင်းသေခြင်းအားလုံးကိုသူလောက်ဆောင်တယ်ဘယ်ချိန်မှရမှာလဲယေရှုဒုတိယအချိန်ပြန်ကြွလာတဲ့အချိန်ကြရင်အဲ့ဒီထာဝရအသက်တည်အသက်ပေါ်လာမှာဖြစ်တယ်ဒါကြောင့်အဲ့ဒီမှာယေရှုကိုယုံကြည်တဲ့ယေရှုကိုလက်ခံယုံကြည်တဲ့သူမှန်သမျှသည်ဘာဖြစ်မှာလဲအိုခြင်းမရှိတော့ဘူးနာခြင်းမရှိတော့ဘူးသေခြင်းမရှိတော့ဘူးဒါကြောင့်ယေရှုဟာအိုခြင်းတရားသေခြင်းတရားနာခြင်းတရားသေခြင်းတရားဆိုတဲ့တရားတွေကိုသူကဘာဖြစ်လဲတတ်နိုင်တဲ့တရားဖြစ်တယ်။ဘောရမကသူရှင်းရှင်းလေးဟောတာနော်အင်္ဂုတ္တပါဠိတော်မှာသူရှင်းရှင်းလေးဟောထားတယ်ဒီတရားလေးမျိုးကိုသူမတတ်နိုင်ဘူးသူမတတ်နိုင်ဘူးဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပါချုပ်ဆရာတော်ဘုရားကြီးလည်းဟောထားတာရှိတယ်နော်အဲ့ဒီဘောရမမတတ်နိုင်တဲ့တရားလေးမျိုးပါချုပ်ဆရာတော်ဘုရားကြီးဟောထားတယ်ဒါကြောင့်မို့လို့ဘောရမဒီသဗ္ဗညုတဘုရားလားပြည့်စေကဘုရားလားယေရှုသည်သဗ္ဗညုတဘုရားလားပြည့်စေကဘုရားလားယေရှုသည်သာဝရဘုရားလားလောကဘုရားတွေကလားဒီကျမ်းစကားအရာစဉ်းစားဆင်ခြင်လို့ရတယ်